မင်္ဂလာပါကျမတို့စာသင်ခန်းသုံးဝက်ကြလေးတွေကိုတရုတ်လိုမျိုးပြောကြည့်ရအောင်အဲ့တော့ပထမရေးထားတာကကျွန်တော်ဒီနေ့ခွင့်တိုင်ခြင်းတဲ့ကိုယ့်ရဲ့ဆရာဆရာမကိုပြောမယ်ဒါဆိုရင်老师ကနေစလိုက်မယ်老师我ဒီနေ့ဆိုတော့ကျမတို့တွေက今天我今天ခွင့်တိုင်နေဆိုရင်请假ဆိုတဲ့အသုံးလေးနဲ့သုံးမှာခွင့်တိုင်ခြင်းတယ်လို့ပြောတော့ရှေ့ကနေ想ဆိုတာလေးနဲ့လိုက်မယ်နော်今天想请假下面呢老师我今天想请假老师我明天想请假စသဖြင့်ကိုကဝါကြလေးတွေကိုပွားသုံးလို့ရတယ်နောက်တစ်ခုလေးကကျွန်တော်ဒါကိုမရေးတတ်ဘူးတဲ့ဒါဆိုရင်老师ကိုပြောမယ်老师我ကျွန်တော်ကမရေးတတ်ဘူးလို့ပြောချင်တော့不会写写ဆိုတာဒီရေးတာကိုပြောတာ不会写မရေးတတ်ဘူး老师我不会写这个ကျွန်တော်ဒါကိုမရေးတတ်ပါဘူးအဲ့တော့ကျမဒီဟာကိုရေးတတ်တယ်လို့ပြောချင်ရင်လေ老师我会写这个ကျမတို့တွေကဒီရှင်းနေရမှာတခြားစကားလုံးလေးတွေအများကြီးစားသွင်းလို့ရတယ်ဥပမာကျွန်တော်ဒါကိုမဖတ်တတ်ဘူးဆိုရင်老师我不会读这个ကျမဒါကိုမပြောတတ်ဘူးဆိုရင်老师我不会说这个ရမယ်နော်โอเคနောက်တစ်ခုလေးကကျွန်တော်တဲ့နည်းနည်းနေလို့မကောင်းဘူးတဲ့ဒါဆိုရင်စလိုက်မယ်老师我နေလို့မကောင်းဘူးဆိုရင်ကျမတို့ကပို့舒服ဆိုပြီးပြောလို့ရတယ်နေလို့ထိုင်လို့ကောင်းရင်舒服ရမယ်နော်ဒီနေရာမှာနည်းနည်းနေလို့မကောင်းဘူးဆိုတော့我有点不舒服老师我有点不舒服ဒါဆို老师ကျွန်တော်နည်းနည်းနေလို့မကောင်းဖြစ်နေတယ်ရမယ်နော်နောက်တစ်ခုလေးက sorry ပါတဲ့ကျွန်တော်လာနောက်ကျသွားတယ်တဲ့ဒါဆိုရင်ကျမတို့တွေကရေးလိုက်မယ်sorry ပါဆိုတော့对不起对不起老师ရမယ်နော်我လာနောက်ကျသွားတယ်ဆိုတော့ကျမတို့လွယ်လွယ်လေးပဲလေနော်来晚了晚ဆိုတာဒီနောက်ကျတာကိုပြောတာ我来晚了ကျွန်တော်လာနောက်ကျသွားတယ်对不起老师老师ကိုတောင်းပန်တယ်ရမယ်နော်โอเคနောက်ဆုံးတစ်ခုလေးက老师တဲ့ခဏလေးစောင့်ပြီးနော်တဲ့ဒါဆိုရင်老师စောင့်နေဆိုလို့ရှိရင်等ဆိုတဲ့အသုံးလေးနဲ့သုံးတာ老师等一下ဒီလိုလေးသုံးလို့ရတယ်ခဏလေးစောင့်ပြီးနော်老师等我一下ကျွန်တော်ကိုခဏလေးစောင့်ပြီးပါနော်